Hi ဒီနေ့တော့ကြာစံကြော်လေးကြော်စားဖြစ်ပါတယ်ရှင်။ပါဝင်ပစ္စည်းလေးတွေကတော့ပဲငံပြားရေးအပြည့်အကျဲတကြားခရုစီစားငံပြားရေးအနှဲငယ်တရုတ်မဆလာငရုတ်ကောင်းမုံစသားမုံအနှဲငယ်တို့ကိုထည့်ပြီးတော့ပကံတစ်ခုထဲမှာတမအောင်မွေးထားပေးလိုက်ပါတယ်။မွန်ကအသားနဲ့ကြော်မှမဟုတ်ဘဲကြက်ဥနဲ့ကြော်မှမို့ကြက်ဥနှလုံးသုံးထားပေးပါတယ်။ကြက်ဥလေးတွေကိုလည်းစားနဲ့ငယ်ထည့်ပြီးတော့မွေထားပေးလိုက်ပါတယ်ရှင်။ဒါကတော့ပါဝင်ပစ္စည်းလေးတွေပါ။ကြက်ဥလေးကိုလည်းမီးအေးလေးနဲ့အရင်ဆုံးကြော်ထားပေးလိုက်ပါမယ်ရှင်။ကြက်ဥလေးကိုမွန်ကကျွတ်နေအောင်မကြော်ပါဘူးเนาะဒီလိုခက်ပျော့လေးအနေထားနေနဲ့ပဲကြက်ဥလေးကိုလိပ်ပြီးတော့ပကံတစ်ခုထဲမှာဆယ်ထားပေးလိုက်ပါတယ်။ဘာလို့ဆိုမွန်ကခောက်ဆွဲလေးလိုမျိုးလိုချင်လို့ပါ။ပြီးရင်ကြက်သွန်ပြူလေးကိုအနံမွေးလာသည့်ထိစီတက်ပေးလိုက်ပါမယ်။ပြီးရင်တန့်စင်ထားတဲ့ကော်ဖီကျွန်းရွက်မို့ဥနီပဲသီးတို့ကိုထည့်ပြီးတော့မှွေပေးလိုက်ပါမယ်။ပြီးရင်တော့ခုနဆက်ထားတဲ့အနှစ်အနှဲငယ်ကိုထည့်ပြီးတော့တမအောင်မှွေပေးလိုက်ပါတယ်။အရွက်လေးတွေနူးသွားအောင်အဖုံးလေးအုပ်ပေးပြီးတော့ကြော်ထားပေးလိုက်ပါတယ်။ပြီးရင်တော့ရေနွေးအနှဲငယ်ထည့်ပြီးတော့ခုနကြံတဲ့အနှစ်လေးတွေနဲ့ကြာစံလေးတွေကိုပြုတ်ပေးလိုက်ပါမယ်ရှင်။ဒီလိုပြုတ်ပေးခြင်းအပြင်သူကအယောင်လေးညီရဲ့အရသာလေးကြာစံနဲ့ဝင်နေပေါ့နော်။ဒီလိုပြုတ်ပေးရေရအများကြီးသုံးစရာမလိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူကရေစိမ်ပြီးသားဖြစ်နေလို့ပါ။ဒီလိုလေးအဖုံးလေးခဏအုပ်လာပြီးတော့မွေးလာပြီးအနံလေးမွေးလာပြီးဆိုလို့ရှိရင်သူနူးမနူးစမ်းကြည့်ပေါ့နော်။ကိုကြိုက်တဲ့အနေထားရောက်ပြီဆိုရင်ခုနကအသီးရွက်လေးတွေနဲ့တမအောင်မှွေပေးလိုက်ပါတယ်ရှင်။ဒီလိုလေးမှွေပေးပြီးလို့အနံလေးမွေးလာပြီပေါ့နော်ပြပြလေးနဲ့ညီလာပြီဆိုလို့ရှိရင်ခုနကဖြတ်ထားတဲ့ကြက်ဥလေးတွေကိုထည့်ပြီးတော့တမအောင်မှွေပေးလိုက်ပါမယ်အဲ့လိုလေးမှွေပေးလိုက်တာအနံလေးမွေးလာပြီဆိုလို့ရှိရင်တော့နန်းရတာနဲ့ပြည့်စုံတဲ့ကြာစံကြော်လေးရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်